မင်္ဂလာပါမိတ်ဆက်လေးတစ်ချက်လောက်ကျွန်တော်တော့2020 GS ဖြစ်ပြီးတော့ကို PNU Civil Engineer မှာ graduate ဖြစ်ပြီးသားနေပုံမှန်ဖြစ်ပါတယ်အဓိက PNU ရွေးဖြစ်သွားတာကြတော့ဒီလိုမျိုးစာလဲလို့ရင် ACC လဲဘယ်လိုတကယ်ချင်းနဲ့ပတ်သွားလို့ရအောင်ဆိုပြီးတော့ရွေးဖြစ်သွားပြီးတော့ဒီမှာပင်နယ်လက်ရှိရလေအားနဲ့စာတင်နေပြီးတော့အဲ့လိုတကယ်ချင်းနဲ့ပင်နယ်မှာသွားရှောက်လဲလို့ရတယ်ပြီးတော့ဝင်ရလဲဒီမှာ PhD တက်နေတာဆိုတော့အဲ့ရနေအဲ့လိုရွေးပြသွားတော့အမေကလည်းလာခဲ့ဆိုပြီးတော့ဒီမှာအကြောင်းကလည်းအစိုးရအကြောင်းဆိုတော့လေဒါလည်းတတ်တာလေပြီးတော့အကုန်လုံးလည်းအဆင်ပြေဆိုတော့ဟုတ်အဲ့ဆိုရင် PNU ကိုသဘောကျတာရောနောက်ပူဆန်ကိုသဘောကျတာလည်းပါပါပေါ့ဟုတ်ပါတယ်အားကြောင့်ကြောင်းတက်နေနေလို့ဒီမှာပြင်နေပါတော့လေexchange တွေတော့ရှိတယ်ဒါပေမဲ့သူတို့ကကြတော့တခြားနိုင်ငံတွေလာပြီးတော့သူတို့ကစမစာတစ်ခုလောက်ပဲလာတိုက်ကြတာဆိုတော့လေဒါပေမဲ့အခုကျွန်တော်တက်ခဲ့တော့ဆို exchange တကယ်ချင်းတယောက်ပါတယ်ပြင်သစ်ကပေါ့ဒါပေမဲ့နောက်ပိုင်းသူနဲ့ခင်သွားပြီးတော့ဘာလို့လဲဆိုတော့နောက်ပိုင်းကိုဆိုခရီးတွေသွားကြတာပေါ့ကာချက်ဆန်တို့ပါလို့သွားခဲ့ကြတာပဲအဲ့လို campaign တွေထွက်ခဲ့ကြတာပဲအဲ့လိုနောက်ပိုင်းတော့ခင်သွားကြတယ်နောက်ပိုင်းဘာတစ်ခုကောင်းလဲဆိုတော့အဲ့ဒီတကယ်ချင်းနဲ့ခင်သွားပြီးတော့နောက်ပိုင်းသူတို့နိုင်ငံသွားပြီးတော့မာစာသွားတက်ရှင်သွားတက်လို့ရတယ်ပဲကျွန်တော်အခုလေးနှစ်တက်ခဲ့တဲ့အချိန်တွင်းမှာပေါ့ team project ရှိရင်တော့သူတို့ကအဲ့လိုလက်ပစ္စည်းတုံးလို့ရတယ်တုံးလို့ပြီးပေါင်းစောကို team ရဲ့လုပ်တဲ့ဟာကိုစမ်းသပ်မသိဘူးကျွန်တော်second year တော့တခုလုပ်ခဲ့တာဆိုကျွန်တော်ဘီလက်မြေကို 3D print ထုတ်ပြီးတော့ set တွေပါကန်ခွင့်ပြုတယ် 3D print ထုတ်ပြီးတော့မှကိုဘတ်သူကိုအကုန်ဘီလက်မြေပါအကုန်ရောပြီးတော့အဲ့ဒါသူတို့က strength test ပြန်လုပ်တာပေါ့ပြန်ဖြည့်ကြည့်ပြီးတော့ဘယ်လောက်ဒီခန္ဓာရပို့ကောင်းတယ်ပေါ့အဲ့လိုခန္ဓာအကောင်းဆုံးအသင်ရနိုင်တာအဲ့လိုမျိုးတွေလည်းကန်ခွင့်ရှိတယ်ဒါပေမဲ့master student လောက်တော့လုံးဝ lab ကြီးတဲ့100% တို့တော့ဝင်ခွင့်မပေးထားဝင်ခွင့်တော့မပေးထားအဲ့ဒီကို team project ရှိတဲ့အချိန်မှာတုံးခွင့်ပြုအဲ့အကြောင်းမှပဲရှိမှာပေါ့နော်ဟုတ်တယ်အကြောင်းမှသူအကြောင်းမှတော့အကုန်ရှိပြီအကုန်ရှိပြီသားခတ်တဲ့ဘိုင်းကအဓိကပြောမယ်ဆိုဘာသာစကားပဲတင်တယ်မှာကြတော့ကိုရီးယားလိုတင်ရတယ်အင်္ဂလိပ်လိုလည်းမဟုတ်ဘူးကွာ that language နဲ့ဒီမှာတင်တယ်ဆိုတော့အဲ့ဆိုပြီးတော့ကိုရီးယားစကားကောင်းကောင်းပြောနိုင်ပြီပဲဘယ်လိုပြောမလဲသူစာနဲ့ကြတော့ကွာလေစာရဲ့ vocabulary နဲ့ကိုကနေစဉ်သုံးတဲ့ vocabulary နဲ့ကွာပြီအဲ့ကြတော့ဘာလို့ဆိုတော့အင်အားကြတစ်ခေါက်ပြန်လေ့လာတယ်ပြီးတော့အဲ့လိုမျိုးအင်တာနက်မှာပြန်ရှားရတယ်ပေါ့တင်တယ်ကိုကနားမလဲတဲ့ဟာလည်းရှိရတယ်ဘာလို့ဆိုဆရာကိုရီးယားလိုတင်တယ်မှာအဲ့တော့ကိုနားလဲတဲ့ဥစ္စာ90ရာခိုင်နှုန်းရှိတယ်ကျန်တဲ့90ရာခိုင်နှုန်းကိုယ့်ဘက်ကိုပြန်ပြီးနားလည်အောင်ပြန်လုပ်ရတယ်ဟုတ်အဲ့လိုရှိတယ်အဲ့ကြတော့ဘာလုပ်ရလဲဆိုတော့တခုရှိတာကကိုက30 year final year မှာ AC နေကျင်တယ်ဆိုတော့လေ first year second year မှာအကုန်ပြည့်ရောဒါပေမဲ့ stress တော့များတာပဲတည်ရမလားကိုကမှစတာအများကြီးယူထားတယ်ဆိုတော့လေကိုကျွန်တော်ဆို first year first semester မှာဆို9ခုလောက်ယူလိုက်တယ်နော်ပြည့်ယူလိုက်တာအဲ့လို credit ပြည့်အဲ့လိုမျိုးယူတာတော့အဲ့ကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော် second year မှာတော်တော်များများယူပြီးပါတယ်အဲ့တော့တက် year စပြီးတော့ vacation ကြတော့trip တွေပတ်သွားတယ် AC သွားတယ်အဲ့လိုမျိုးကိုယ့်တူကိုစားလေးပြန်ကြည့်လိုက်ခီးသွားလိုက်ကိုယ့်ရဲ့ time management ကိုဖြစ်နေတာပေါ့architectural engineer ကြတော့သူကပုံဆွဲတာကိုစောက်တာပါတယ်အဓိကသွားတာကကြတော့အစာအုပ်ပန်းကိုသွားတာများတယ်ဒါသူတို့စေဘယ်နဲ့ဘာကွာသွားလဲဆိုတော့လန်ဒလာတွေပဲကြတော့သူတို့လာလို့မရဘူးဘာမှမဟုတ်ဆိုတာတင်မလားသူတို့ဘက်ဒီဇိုင်းဟုတ်ပြီးတော့ fee ရတယ်ခွဲပေးတာဆိုတော့လေဒီမှာကျတော့သူတို့ကအဲ့ဒါကျွန်တော် professor မေးဘူးတယ်ဘာလို့ခွဲနေရလဲဆိုပြီးတော့ဘာလို့ဆိုတော့သူတို့နိုင်ငံကဒီသူတို့တောင်ကိုရီးယားမြောက်ကိုရီးယားစစ်ဖြစ်ပြီးတော့နောက်ပိုင်းမှာပြန်ဆတာလားအဲ့ကြတော့တခြားနိုင်ငံတွေမှာဂျပန်တို့ဘာလို့လဲတော့မြန်မြန်တိုးတက်ရှင်တော့ကြတော့ဘာလို့လိုက်လဲဆိုတော့အဖွဲ့တစ်ဖွဲ့တည်းရပဲအကုန်လုံးနေကြားနေပါလေအဲ့ကြတော့ဘာလို့လိုက်လဲဆိုတော့အကုန်ခွဲပြီးတော့ group တစ်ခုချင်းကတည်းကခွဲပြီးတော့အကုန်လှုပ်ရှားတယ်ကပိုင်းခွဲချလိုက်တာမြန်မြန်ပဲတိုးတက်သွားအောင်ဆိုပြီးအဲ့ဒီကိုကျွန်တော်သဘောတော့ကြားတယ်ဒါပေမဲ့မြန်မာစီပဲဘာကောင်းလဲဆိုတော့အကုန်လုံးလို့ရတယ်ပေါ့ဗျာတဘောကြတာကတော့အခုနောက်ပိုင်းမြန်မာ community လက်ရှိလာပြီဆိုတော့လေဘယ်လိုဘယ်မှာ free trade တွေတော့ MD တော့ကြတယ်ပြောရတယ်ပြီးတော့နောက်ပိုင်းဘယ်လိုပြောမလဲကိုအခု senior တွေကုန်ပေါင်းပြီးတော့လည်းလို့တင်လာတော့တာပါဆိုတော့တော်တော်မိုက်တယ်နောက်ပိုင်းပြောဖို့လည်းကောင်းတယ်ပြီးကြတော့
ကျွန်တော်ကျောင်းနဲ့စေပင်ကျနာအတန်းနေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်လည်းဒီကကိုရီးယားတကယ်ချင်းနေကြတော့ကိုကတကယ်တော့ extrovert ဖြစ်တယ်ဆိုရင်ကျတော့အဲ့လိုတကယ်ချင်းဖြစ်တာပိုလွယ်တယ်ပေါ့ပြောမှာတကယ်ချင်းနဲ့ပေါ်တယ်ဒါမျိုးနိုင်ငံခြားတော့တကယ်ချင်းနေလည်း language ကြောင်းမှာဆိုလို့ရသွားပြီးတော့ပေါ်သွားတာပေါ့နောက်ပိုင်းဆိုတော့ကိုကအကုန်တကယ်ချင်းနဲ့ပတ်သွားပြီးတော့စာလဲလုပ်လိုက်တကယ်ချင်းနဲ့ပတ်သွားလိုက်ဆိုတော့တည်ရမလားပြပေါ်ဖြစ်သွား